မန်ယူဟာတော်လောက်ပြီဆိုတဲ့ပုံမှဘသူချရဲသလဲအန်ဂျယ်မင်းနယူကာဆယ်ပရီးမီးယားလိမှာသူ့အသက်ကလေးသူအနှွေးထက်ပြန်ပေးတင်ပါပြီချန်ပီယံလိမှာဖြစ်နေသားပဲဆိုပေမဲ့အဲ့ဒါကိုကတဘာဝတရားရဲ့ကိုနေခါးကြနဲ့လွတ်ကင်းပါလေအဲ့ဒါကပဲသူတို့ရဲ့ဂုံတိတ်ခါရေမြောင်းတစ်ခုဆန်လာပြီးလာမယ့်ရာသီဥရောပနဲ့တာ၍ဝေးရာစီရောက်ရှိသွားဖို့အကြောင်းတရားပါအဲ့ဒီကဖြစ်သောထိခိုက်ချက်ဟာစိန်ငိမ့်ဘက်တည်ငြိမ်မှုကိုဖျက်ဆီးပစ်လိုက်ပြီးအိမ်ဝင်းနောက်ဆုံး၃ပွဲလုံးကိုရှုံးနိမ့်စေပါလေသူတို့ရဲ့ဒီယာဒီဘရင်ဝေါ်ဒီမာရီဟာကစားမလားနားမလားပု္ပ္ပစာတွေနဲ့တူလီ9ပွဲဆက်9ပေါက်ပြောင်းနေတာအဆိုးအဆုံးပါပဲဂေါ်ဒွန်ဆိုလဲချန်ပီယံလိစိတ်ကြီးဝင်လာလားမတူညီတဲ့နီးစနစ်ပိုင်းတွေကြောင့်ပဲလားမသိဟိုဘက်မှာ10ဂိုးသွင်းထားပေမဲ့ဒီဘက်မှာတော့3ဂိုးလားရရှိသေးတာပါပိုဆိုးတာကခန်းစစ်ပိုင်းပဲဖြစ်ပြီးနောက်ဆုံး6ပွဲလုံးဂိုးပေးထားပါလေအဲ့ဒီ6ပွဲမှာ73ဂိုးတောင်အပေါက်ပြဲတွေနဲ့ပေးကြမ်းနေတာပါဒါမှန်ရွယ်လုံးဝဆန့်ကျင်ဘက်ပဲမိုက်ကယ်ကာရီမန်ယူကငြိမ်နေကိုရာဆိုရင်ကိုတိပြီးကိုအနှံ့လာယာလန်းကိုဖတ်နိုင်နေခြေစွမ်းကအကောင်းဆုံးပုံစံရမနေရင်တော့သူ့ရလက်ခုံမောင်းတန်ဟာမှန်ကန်မှုရှိပါလေသူတို့ကအိမ်မက်ဒီအေတက်နေတဲ့နတ်ဆိုးတွေဖြစ်ပြီးဒီလိုကန်းကန့်ရမှုပေါ်မှာတသိန်းလုံးပျော်ရွှင်နေကြပါလေကစားသမားတွေကိုယ်တိုင်ကကာရစ်တာတရားဝင်နှီးပြဖြစ်ပါစေတောင်းဆိုနေကြပြီးတော့အသင်းဘုတ်ဖွဲ့ကလည်းဒါကိုပြင်းထန်ဆွေးနွေးနေကြပြီလို့သတင်းများကဆိုပါလေဒီလိုနတ်ဆိုးရေးကြီးပကြီးကားကိုငှက်ကြားတွေကဘလို့များထိုးစိတ်ဆွဲဖျဲကြမှာပါလေဒါဟာ19အပေါင်း3ပါကာရီရဲ့တတမမြောက်နိုင်ပွဲပါမန်ယူလာရောက်ဟာဗုဒ္ဓဦးညကြီးရဲ့မတ်လောက်ဆရာမန်ယူပဲလုံးဝအလွန်မပေးကြပါနဲ့ဒါဟာဒီညကစားမဲ့နယူကက်ဆယ်မန်ယူပွဲအတွက်ကျွန်တော်တင်ဆက်ချင်ခဲ့သောပွဲကြိုတစ်ပုဒ်ပါမနေနိုင်လုံးလို့ခြာရေးမိပါလေမန်ယူနဲ့ခြေသောကျယ်အဖြစ်လောင်ရီလိုကြမယ်ဆိုရင်လဲလူကြီးမင်းတို့သဘောပါပဲလို့ကျွန်တော်ကလွင့်ထွက်ပစ်လိုက်စမ်းခြင်းနေဒါပေမဲ့အခြားသောအာယုံတိမှုတွေကဒီလောက်လွယ်ပါမလားအကံပြုတ်ကျင်နေကြတယ်လုံနိုင်ခဲ့ပါရဲ့နောက်ဆုံး3ပွဲမှာ9မှတ်ပေါ့လေလုံနိုင်ခဲ့ပါရဲ့တရီကြီးသူရဲ့စီတော်တန်ဟာအဆက်မပြတ်ပေါ့ဒါပေမဲ့အဲ့ဒီ3ပွဲတွေကအနိုင်ဆုံးတစ်ပွဲဟာရမှတ်များနဲ့နီးလျက်ဝေဖြစ်သွားနိုင်တာပဲဝက်ဆမ်အေဗာတန်နဲ့ခရစ္စတယ်ပဲလစ်တို့ဟာမန်ယူအတွက်အမှတ်တမျှဖြစ်သွားဖို့လက်တကမ်းအလိုတွေကြီးဘန်ဂျမင်ရဲ့ဖြစ်ချိန်တန်မှုနဲ့ကာရစ်ဟာကာရစ်ဇွဲကောင်းကောင်းရှိလွန်းလို့သာအခုလိုပွဲခံနေရတယ်ဒီ3ပွဲရဲ့အဖျားနာတွေဟာတကယ်ပြီးဆုံးသွားပြီလားဒီ3ပွဲနောက်အဒီဟောင်းကြောက်ဆောင်ကိုဝင်ဆောင်ရကြအောင်မလားစိန်ငိမ့်ဘက်နောက်ဆုံး3ပွဲလုံးမန်ယူတွေကြီးရှုံးနေထားပုံဟာလဲကြီးမားတဲ့ shock တစ်ခုအသွင်ကူးပြောင်းလာနိုင်ပါသေးတယ်နယူကာဆယ်ဟာသူတို့ရဲ့လက်ရှိမိုး3ပွဲဇက်တိုက်ကိုရက်တန်းပြစ်နိုင်ဖို့အားကြီးတစ်ခုနဲ့အသင်းဆောင်နေမှာတေးကြပါလေသူတို့ကလက်ရှိမန်ယူနဲ့ပြောင်းပြန်ချိုးကျနေသူတွေဖြစ်ပြီးရလက်စိုးနေပေမဲ့ခြေစွမ်းကအပြောင်းလဲတစ်ခုအတွက်ထိုက်တန်ပါလေဒါဖြင့်သူတို့နိုင်သွားဖို့အထိလားဆိုတော့လေစဉ်းစားစရာတစ်ချက်ကရှိနေသေးပြန်တယ်အဲ့ဒါကဒီပွဲပြီးရင်မန်စီးတီးနဲ့ FA ဖလားကစားဖို့ရှိနေတာပါပဲအဲ့ဒါကိုမတ်ပြီးတချို့သောကစားသမားတွေကိုတင်ထားလိုက်ရင်တော့ဒင်းတို့သေဖို့သာပြင်ပေါ့လေဒါပေမဲ့မန်ယူနဲ့တွေ့မာရီလောက်စွန့်စားရဲမယ်မထင်ပါဘူးသူတို့ရဲ့ကြာဆင်းခဲမှုတွေကိုမန်ယူစီကအမှတ်ရယူပြီးလွတ်လန်းရှာဖွေပါလိမ့်မယ်နယူကာဆယ်ဘက်ရောက်တဲ့နယ်လဲမပြောချင်လဲပြောကြည့်လိုက်ပါလေဒါပွဲတစ်ပွဲတဲ့အတွက် post တစ်ခုတည်းနဲ့လမ်းနှစ်သွယ်ဖြစ်ပါတယ်အပေါ်မှာကမန်ယူရဲ့ထပ်မှန်ပြီးစိမ့်ဆိုနေအောင်မဲ့လမ်းကလေးအတိုင်းအောက်မှာကကျွန်တော်ဟာတွေးတစိမ့်စိမ့်နဲ့ကြောက်တတ်သူနယူကာဆယ်သားဘေးကင်းလိုက်မယ်ယူဆသူပေါ့လူကြီးမင်းကိုယ်တိုင်ကရောအဲ့ဒီလမ်းနှစ်သွယ်ဘယ်လိုရွေးမလဲသိကျင်လှပါလေ